Manchester United တို့ဒီယာဒီဘယ်လောက်ထိခရီးပေါက်နိုင်မလဲအားလုံးပဲမင်္ဂလာပါရွှေကိုကနေပြန်လဲကြိုဆိုလိုက်ပါတယ် Manchester United အသင်းရဲ့အဝတ်လဲခဲနဲ့မှာယာဒီအတော်ကြာပျောက်ဆုံးနေခဲ့တဲ့တည်ငြိမ်မှုနဲ့ယုံကြည်မှုအရေးအယောင်တွေကိုနေပြောက်ဖြစ်တဲ့ Michael Carrick တယောက်ပြန်လဲယူဆောင်ပေးလိုက်ပါပြီပြီးခဲ့တဲ့ယာဒီက18ပွဲမှာ12ပွဲနိုင်3ပွဲတည်ရင်လည်းအကောင်းဆုံးဆွဲဆောင်ပြခဲ့တာကြောင့်အသင်းဘုတ်ပွဲအနေနဲ့သူ့ကိုနီးပြသစ်ဖြစ်ယာရုထိုးပေးခဲ့ပါတယ်အမတ်ဘေးစရာရှင်ပြိုင်မှုနဲ့ဥရောပပြိုင်ပွဲတွေရဲ့ PR တွေမရှိချိန်မှာရရှိခဲ့တဲ့ဒီအားလက်တွေဟာအားရစရာကောင်းပေမဲ့လည်းပွဲပေါင်းများစွာရှင်ပြိုင်ရမယ့်ယာဒီတစ်မှာတော့ကာရီအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာအောင်ပါပါဒါပေမဲ့လည်းအသင်းပရိသတ်တွေအတွက်တော့မကြောင်မီစတင်တော့မယ့်ယာဒီတစ်ဟာမျော်လင့်ချက်အသစ်တွေနဲ့ပြည့်နှက်နေစေဖြစ်ပြီးOld Trafford ကွင်းကြီးထဲမှာတချင်းတန်တွေပြန်လဲကျဲလောင်လာဖို့ပြင်ဆင်နေကြပါပြီ။အသင်းရဲ့အားနည်းနေတဲ့ကွင်းလယ်ပိုင်းကိုအားဖြည့်ဖို့အတွက် Henry Santos နဲ့ Yuri Tielemans တို့လိုကစားသမားကောင်းတွေကိုခေါ်ယူနိုင်ခဲ့တာဟာကာရီရဲ့အားရစရာပြင်ဆင်မှုတစ်ခုပဲဖြစ်ပါတယ်။ဘာစီလိုနာအသင်းစီကနေအငှားနဲ့ပြန်လဲရောက်ရှိလာခဲ့တဲ့တိုက်စစ်မှု Marcus Rashford ရဲ့လင်မြန်မှုနဲ့အဆုံးသက်စွမ်းရည်တွေကလည်းတိုက်စစ်ပိုင်းကိုပုံမအသက်ဝင်သွားစေပါတယ်။ဘယ်တောင်မဲ့နောက်ခံလူတယောက်နဲ့ဝါရင်ဗဟိုခံစစ်မှုတအုပ်ကိုထပ်မံအားဖြည့်နိုင်ခဲ့ရင်တော့ Old Trafford ကလပ်ဟာ Champions League ဝင်ခွင့်တနေရာကိုအသာလေးအရယူသွားနိုင်မယ့်အနေအထားမှာရှိနေပါတယ်။ United ပရိသတ်တွေဟာလည်းအရင်တုန်းကအောင်မြင်မှုတွေနဲ့ပြည့်နှက်နေခဲ့တဲ့ရုပ်ပုံလွှာကိုဒီကစားသမားတွေရဲ့ခြေစွမ်းနဲ့အတူပြန်လည်မြင်တွေ့ကြည့်နေကြပါတယ်။ဒါပေမဲ့လည်းတပတ်ကို2ပွဲနှုန်းနဲ့ပြိုင်ပွဲစုံမှာရှင်ပြိုင်ကစားရမယ့်ပွဲစဉ်စရာရဲ့ပင်ပန်းနှွမ်းနယ်မှုတွေကိုMichael Carrickနီးပြအဖြစ်နဲ့ဘယ်လိုရင်ဆိုင်ကြော်ဖြတ်သွားမလဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းလာပါတယ်။တခြားတစ်ဖက်မှာလည်းအောင်မြင်မှုတွေနဲ့ကင်းကွာခဲ့တာကြာပြီဖြစ်တဲ့Manchester United အသင်းအနေနဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကိုထိန်းသိမ်းနိုင်ဖို့လိုအပ်နေပါတယ်။ပွဲစဉ်အနေငယ်အနိုင်ရယုံနဲ့အရာအလုံးအဆင်ပြေသွားပြီလို့ထင်လို့မရသလိုပွဲအနေငယ်ရှုံးနေတာနဲ့အကြဘက်ကိုရောက်သွားပြီလို့ယူဆလိုက်တာမျိုးလည်းအသင်းဘက်ကစနစ်တကျထိန်းချုပ်သွားမှာပါ။တကယ်လို့သာအသင်းရဲ့အခြေအနေမှန်ကိုလက်တွေ့ကျကျသုံးသပ်ပြီးတည်ငြိမ်တဲ့ခြေလှမ်းတွေနဲ့ရှောင်လန်းနိုင်ခဲ့မယ်ဆိုရင်တော့Manchester ရဲ့အနီရောင်ဒီရေဟာကမ္ဘာဘောလုံးလောကစီပြန်လည်ရိုက်ခတ်လာတော့မှသိကြပါတယ်။ဒီယာဒီပရီးမီးယားလိမှာအချိန်ဖြုံးတာတွေကိုတားဆီးဖို့အတွက်စီးမြင့်သစ်တချို့ကိုစတင်ကျင့်သုံးတော့မှာဖြစ်ပြီးပွဲရဲ့အချိန်ဟုန်ဟာလည်းပိုမိုမြန်ဆန်လာတော့မှာပါစတန်တွင်အချိန်ဆွဲတာတွေကိုတားမြစ်မယ်စီးမြင့်စည်းကမ်းတွေနဲ့အတူဗာစနစ်ရဲ့ပိုမိုမြန်ဆန်လာမယ့်ဆုံးဖြတ်ချက်တွေဟာကစားပွဲကိုပိုမိုကြည့်ကောင်းစေမှာဖြစ်ပါတယ်ဒဏ်ရာရလို့စေကူတောင်းမှုခံယူရမယ့်ကစားသမားတွေကွင်းပြင်ပါမှာစက္ကန့်60ကြာနေထိုင်ရမယ့်စီးမြင့်လိုမျိုးအပြောင်းအလဲတွေကလည်းနီးပြမိုက်ကယ်ကာရီရဲ့တိုက်စစ်ပွင့်ကစားဟန်နဲ့အတော်လေးကိုက်ညီမှုရှိနေပါတယ်။ပရိသတ်တွေအတွက်တော့ပွဲစဉ်မိနစ်60စလုံးရင်ခုန်စိတ်လှုပ်ရှားကြကစားကွက်တွေကိုမြင်တွေ့ရတော့မှာဖြစ်လို့ဂျာဒီတဲ့အဆောက်ကိုစိတ်လှုပ်ရှားစွာနဲ့စောင့်မျှော်နေကြပါတယ်။ပရီးမီးယားလိရဲ့သဘောတဘာဝအတိုင်းဘာမဆိုဖြစ်သွားနိုင်တာကြောင့် United တို့အနေနဲ့ပြိုင်ပွဲတိုင်းကိုသတိထားရင်ဆိုင်ရမှာပါ။ကာရီရဲ့ Manchester United အသင်းဟာအတိတ်ကအမားတွေကိုသင်ခန်းစာယူပြီးပရိသတ်တွေမျှော်လင့်နေတဲ့လမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိလာမလားဆိုတာဆက်လက်စောင့်ကြည့်သွားရတော့မှာလည်းဖြစ်ပါတယ်။ဒီလိုအရသာရှိတဲ့သုံးသက်ချက်တွေကိုအမြဲတမ်းဆင်နိုင်ဖို့ရွှေကို page ကို like and follow လုပ်ထားပေးဖို့ပြောကြရင်အဆုံးသတ်ပါရစေ။ကျေးဇူးတင်ပါတယ်။